0ကကြတော့တစ်ချက်တော့ဒီလို blue line နဲ့မှာပဲရေးလို့မရပါဘူးမှားပါတယ်ဒီချက်တော့ blue line နဲ့ကနေထွက်ပြီးတော့ red line ထိကိုရောက်အောင်ရှင်းရတယ်ပေါ့နော်အဲ့ဒါမှ0ကမှန်ပါမယ်0လေးကိုနောက်တစ်ခေါက်ပြန်ရေးပြရပါမယ်0ပြီးရင်1ကကြတော့ဒီလိုလေးလုံးမယ်ဒီလိုလေးချမယ်ပြီးမှရင်ဒီလိုလေးထည့်မယ်ဒါလေးကကြတော့1 2ကကြတော့ဒီလိုလေးသွားမယ်ပြီးဒီလိုလေးဆွဲမယ် okay နှစ်ကကြတော့ဒီလိုလေးဝိုင်းမယ်အောက်ကိုဒီလိုလေးဆွဲချမယ်ဒါလေးက2 3ကကြတော့ဒီလိုပြောရင်5လေးနှစ်ခုပုံစံပေါ့နော်5လေးနှစ်ခုပုံစံဒါလေးက3ပါပြီးမှရင်4ကဒီလိုလေးဆွဲမယ်ဆွဲပြီးဒီလိုလေးရေးမယ်ဒါလေးက4ပြီးရင်ဒီဟာလေးက5ပြီးရင်ဒီဟာလေးက6ပြီးရင်7ကကြတော့ဒီလိုလေးဆွဲမယ်ဒီလိုလေးဆွဲမယ်ပြီးရင်ဒီလိုလေးဆွဲမယ်ဒါလေးက7ပါပြီးရင်ဒီဟာလေးက8ဒီဟာလေးက9ဒီဟာလေးက10ပါOkay ဒါဆိုလို့ရှိရင်0 1 2 3 4 5 6 7 8 9 10အားလုံးရေပုံရေမီတွေတည်သွားပါပြီမြန်မာလိုလည်းဒညာ1နဲ့3 4 5 6 9 10 14ပုံရေလေးတွေတည်သွားပါပြီဒါလေးတွေကြည့်တဲ့မီတွေဖြစ်စေကလေးတွေဖြစ်စေအားလုံးတော့အကျိုးရှိမှာလို့ယုံကြည်ပါတယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများတင်ပါတယ်အကျိုးရှိရဆိုလို့ရှိရင် Facebook ကကြည့်နေဆိုလို့ရှိရင် page ကို follow လုပ်ပြီးတော့ YouTube ကဆိုလို့ရှိရင် subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်